ကျွန်တော်တို့ဖះအတူတူရှိတယ်ဆိုတာပို့ပြီးတော့တိလာတယ်ပြဿနာတွေကဘာမှမဟုတ်တော့အကုန်လုံးကတိတ်ဆိတ်သွားပြီးတော့ငြိမ်သက်သွားတယ်ဘာကြောင့်လဲဖះတစ်ခင်ကအရင်ကြီးမြတ်တဲ့ဖះဖြစ်တယ်ကောင်းကင်နဲ့မြေကြီးတွေကိုဖန်ဆင်းတာဖြစ်တယ်နေတွေကျဲတွေလတွေလူတွေရဲ့နှလုံးသားတွေကိုလည်းပြောင်းလဲနိုင်ရဖြစ်တယ်လူတွေကိုကြက်မရှင်နဲ့ပေးနိုင်တယ်ကြွယ်ဝရှင်နဲ့ပေးနိုင်တယ်အရာတိုင်းမှာရောတက်ကိုနဲ့အတူရှိတဲ့ဖះကကျွန်တော်တို့နဲ့အတူရှိတယ်ရောတက်ကဖះနဲ့အတူရှိရမှာမဟုတ်ဖះကရောတက်နဲ့အတူရှိတာလို့ပြောတာဖះအတူရှိရင်အကုန်လုံးမှာအောင်မြင်ကြွယ်ဝတာဖြစ်တယ်ပြဿနာတွေအကုန်လုံးနဲ့ဖြေရှင်းနိုင်တာဖြစ်တယ်ဆာလံ69:5မှာဆိုရင်ရေးထားတယ်တောင်းနေအကုန်လုံးကဖျောင်းနိုင်လူမျိုးပဲအရေးပြောကြကုန်တာဖះရဲ့ presence ဘုံတော့ကြောင့်ရှိရှင်ကြောင့်ဖះရှိနေတယ်ပြဿနာတွေအကုန်ပြည့်ကျက်သွားတာဖြစ်တယ်ဖះအတွက်ကဘယ်ပြဿနာမှကြီးတာတော့မရှိဘူးဘယ်ပြဿနာမှလည်းဖះအတွက်ပြဿနာမဟုတ်ဘူးဖြစ်တယ်အဲ့ဒါကိုသိသွားတဲ့အချိန်မှာဟာငြိမ်သက်ခြင်းရပြီတော့